မင်္ဂလာပါမြန်မာ SKAI channel မှာတင်ဆက်မှုစတင်ပါပြီကျွန်တော်တို့မြန်မာ SKAI channel ကနေပြီးတော့မှတင်ဆက်မှုတွေကအစင်တစိုက်ဆက်လက်ပြီးတော့ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမြန်မာဆိုတာကတော့မြန်မာပေါ့နော် SKA ဆိုတာကတော့ကျွန်တော်တို့စော်ဝဲနည်းပညာဖြစ်ပါတယ် AI ဆိုတာကတော့အခုလက်ရှိမှာခေတ်စားနေတဲ့ AI နည်းပညာကိုပြောတာပါကျွန်တော်ဒီ AI နဲ့ပတ်သက်ပြီးတော့ပြောစရာတွေနည်းနည်းရှိပါတယ်နော်ကျွန်တော်တို့တချို့သောပုဂ္ဂိုလ်တွေက AI နည်းပညာကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဒီတချို့သောမိန်းကလေးတွေရဲ့တပုံပေါ့နော်အသုံးပြုပြီးတော့ဗီဒီယိုကလစ်အနေနဲ့အသုံးပြုတာကိုတွေ့ရှိရပါတယ်အဲ့တော့ကျွန်တော်တို့ဒီ AI အသုံးပြုတဲ့လူတွေကသူတို့မှာစီကံရှိရမယ်ပေါ့နော် AI အသုံးပြုတဲ့စီကံဆိုတာအဲ့လိုပေါ့နော်စီကံဖောက်ပြတဲ့ AI အသုံးပြုသူတွေလည်းရှိနေပါတယ်ကောင်းမွန်ပြုလုပ်ပေးတဲ့ AI အသုံးပြုသူလည်းရှိပါတယ်နော်အဲ့တော့ဒီ AI အသုံးပြုတဲ့လူတွေကကျွန်တော်တို့ဒီဖိုတိုတွေပေါ့နော်တစ်ပုံညီမျိုးစုံနဲ့သူကတော့ယူပြီးတော့ပေါ့နော်သူတို့ရဲ့ prompt တွေရေးပြီးတော့မှအသုံးပြုတာတွေ့ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပေါ့ AI ကိုအသုံးပြုတယ်ဆိုတာကကျွန်တော်တို့ဒီအခုလက်ရှိအခုကျွန်တော်ဖွင့်ပြတဲ့ AI ဟာဒါဆိုရင်အခုနောက်ဆုံးပေါ် update ပေါ့နော်အခုလက်ရှိ YouTube create ဆိုတဲ့ AI ကိုအခုလက်ရှိကျွန်တော်အသုံးပြုထားတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကအကောင့်တော့ပေါ့အသုံးပြုရှင်တွေပဲအသုံးပြုတာပါနော်တခြားပုဂ္ဂိုလ်ကြီးရအသုံးပြုတာမျိုးမပြုလုပ်ပါဘူးနော်အဲ့တော့ကျွန်တော်ဒီ AI ဟာပေါ့နော် AI နဲ့ပတ်သက်ပြီးတော့နောက်ပိုင်းနေမှာဘာတွေဖြစ်လာနိုင်လဲဆိုရင်အခုနောက်ဆုံးပိတ်ပေါ့နော်နီးပညာရဒီ YD create တွေဘာတွေနောက်ပိုင်းနေမှာဆက်ပြီးပေါ်လာမဲ့ AI နီးပညာတွေရဆိုရင်ထင်အောင်ထင်မှားပေါ့နော်ထင်အောင်ထင်မှားဆိုတာကကျွန်တော်တို့ဒီအပြင်မှာတကယ်လူအရင်တရုပ်ဆောင်နေတဲ့ပုံစံမျိုးကျွန်တော်တို့ဗီဒီယိုကလစ်ပုံစံမျိုးတွေဟာနောက်တစ်ချိန်မှာထွက်ပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပေါ့နော်အထူးသတိထားဖို့လိုအပ်လာတယ်ပေါ့နော်အဲ့ဒါလေးပြောချင်တာပါနောက်ပြီးကျွန်တော်ဒီ AI ရဲ့ပေါ့နော် AI ကိုကျွန်တော်တို့အသုံးပြုစေချင်တဲ့နီလန်ကျွန်တော်တို့ဆိုလို့ရှိရင်ပဲပေါ့နော်ဒီ AI နဲ့ပတ်သက်ပြီးတော့ဟိုအရင်တွေကကျွန်တော်အများကြီးတင်ပေးခဲ့ပူပါတယ်ကျွန်တော်ဒီဘောနော်ဗီဒီယိုကလစ်လေးတွေလှလှပပလေး AI ကိုကျွန်တော်တို့အသုံးပြုတဲ့အခါမှာကျွန်တော်တို့ဒီဘောနော်မိဘပြည်သူတွေကိုကျွန်တော်တို့အသုံးပြုသူတွေပေါ့နော်နောက်ဆုံးပိတ်အနုပညာဝါသနာရှင်တွေကိုပေါ့နော်ကျွန်တော်တို့ဒီဘဝတုဒ္ဒရစေတဲ့အကြောင်းအရာမျိုးတွေလို့နောက်ပြီးတော့ပေါ့နော်ဒီ AI ကိုအသုံးပြုတဲ့အခါမှာပျော်ရွှင်စရာဟာတာလေးတွေလို့နော်နောက်ပြီးတော့အစောပညာပေးဇလန်းလေးတွေလို့အဲ့လိုမျိုးလေးတွေအသုံးပြုတာကပိုပြီးအဆင်ပြေပါတယ်နော်အဲ့ဒါလေးပြောချင်တာပါကျွန်တော်ဒီမြန်မာ SKAI channel ရဲ့တင်ဆက်မှုမှာပေါ့နော်ဆက်လက်ပြီးတော့တင်ဆက်သွားမယ်အားလုံးအားပေးကြပါလို့ပြောချင်တာပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကြည့်ရှုလိုက်ကြပါဆိုလားဗျာ Om Hari Hari Gatha De Se Tom Pyong Ji De Se Ma Ne Ya Ba Se Ya Ba Se Om Ba La Ba Chai De Se Ma Ne Se La Kaတူလေးတွေကိုတူမတူအောင်အလှပုံနေစေတဲ့လှည့်ဝက်ချက်ကဟောဒီဇွဲချက်ရရင်လာတွေကြောင်းကြောလို့ Biggest branded quality first နိုင်ငံကျော်ဇွဲချက်Toma, sente o som do tapa. Receba lá, toma, sente o som do tapa. Receba lá, toma, sente o som do tapa.
Quality First နိုင်ငံကျော်ဆွဲချက်